လီယိုဒေါ်စတိုင်းရဲ့ကဘာဂျုံလက်ရာစစ်နဲ့ငေးချမ်းရေးဒါကတော့စာပေလောကရဲ့ Everest တောင်လို့ပဲဗျာလူလိုက်ကြဖို့တယ်ဒါပေမဲ့တက်ဖို့တော့အားလုံးကနည်းနည်းလေးတွန့်ဆုံနေကြတယ်ကဲဒီနေ့တော့ဒီမော်ကုန်းပင်စောက်ကြီးထဲမှာဘာတွေရှိလဲသူ့ရဲ့အနှစ်သာရကဘာလဲဆိုတာကိုအတူတူခွဲခြမ်းစစ်ဖြာကြည့်ကြအောင်ကဲဒီစာအုပ်ကိုမြင်လိုက်တာနဲ့လူတွေဘာလို့နောက်ဆုတ်သွားလဲဆိုတဲ့အဓိကအကြောင်းရင်းကိုအရင်ဆုံးပြောကြအောင်ဟုတ်ပါတယ်သူ့ရဲ့အရှိပဲပေါ့စာမျက်နှာ1300ကျော်ပြစာအုပ်တအုပ်အထက်ကျော်တကယ်ကိုကြီးမားတဲ့စိန်ခေါ်မှုကြီးတစ်ခုလိုပါပဲအရှဲတင်လားဆိုတော့မဟုတ်သေးဘူးဒီမှာကြည့်ဇက်ကောင်ပေါင်း980နီးပါးတောင်ပါပါတယ်ဟုတ်ပါတယ်980ဒီလောက်များတဲ့ဇက်ကောင်တွေမျိုးဘယ်လိုများမှတ်မိမှလဲနော်ဒါကနောက်ထပ်ခေါင်းကိုက်စရာစိန်ခေါ်မှုကြီးတစ်ခုပဲအဲ့ဒီတော့မေးစရာရှိလာပြီဒီလောက်ဖတ်ရခဲ့အောင်လုပ်ထားတဲ့6စရာကောင်းတဲ့စာအုပ်ကြီးကဘလို့လို့ပြီးခေတ်အဆက်ဆက်တန်မှုထားရတဲ့လက်ရမွန်အကူဖြစ်နေရတာလဲသူ့ရဲ့ရှိုးအချက်ကဘာလဲသူ့ရဲ့ထူးချွန်မှုကဘယ်နေရမှာလဲကဲအတူတူဖော်ထုတ်ကြည့်ကြတာပေါ့ပထမဆုံးအနေနဲ့ဝတ္ထုရဲ့စစ်ဆိုတဲ့အပိုင်းကိုကြည့်ကြမယ်ဒါကဘာကိုပြောတာလဲဆိုတော့ဝတ္ထုရဲ့ကြီးကျယ်ခန္ဓာရဲ့နောက်ခံဇလန်းပေါ့ဥရောပသမိုင်းတစ်ခေတ်ကိုပြောင်းလဲပေးခဲ့တဲ့နပိုလီယန်ရဲ့စစ်ပွဲတွေအကြမှာဒီနေရာမှာပဲတော်စတိုရိုင်းရဲ့တော်တော်လေးကိုကွဲထွေးနေတဲ့သူရဲ့ခေါ်ဒီခုကိုစပြီးတွေ့ရပြီသူကဘာပြောလဲဆိုတော့သမိုင်းဆိုတာလူတယောက်ခေါင်းဆောင်တယောက်ကဖန်တီးတာမဟုတ်ဘူးတဲ့အဲ့ဒီခက်ကခေါင်းဆောင်ကြီးတွေကသမိုင်းကိုပုံဖော်တယ်ဆိုတဲ့အယူအဆကိုသူကစင်ခေါ်လိုက်တာပဲသူပြောချင်တာကနပိုလီယန်လူမျိုးတောင်မှသမိုင်းရဲ့ရည်စည်းကြောင်းကြီးထဲမှာမျောပါနေရတဲ့သူတယောက်ပဲသူကသမိုင်းကိုထိန်းချုပ်နေတာမဟုတ်ဘူးဆိုတဲ့အချက်ပါအဲ့ဒီအယူအဆကိုပူရှင်းဝအောင်ဒေါ်စတိုင်းကတင်းချပညာကနီလန်းစခုကိုဥပမာပေးခဲ့တဲ့အလွန်တင်းငယ်တဲ့အစိပ်ပိုင်းလေးတွေကိုပေါင်းစုပြီးအဖြစ်တစ်ခုလုံးကိုရှာတဲ့နီးပေါ့သူဆိုလိုတာကသမိုင်းကိုနားလည်ဖို့ဆိုရင်ခေါင်းဆောင်ကြီးတယောက်ကိုပဲကြည့်လို့မရဘူးတာမန်စစ်သားတယောက်ရောသူရွာသားတယောက်ရဲ့တင်းငယ်တဲ့ဆုံးဖြတ်ချက်တွေလို့ရက်တွေအဲ့ဒီမရေမတွက်နိုင်တဲ့အမှုအမွှားလေးတွေအားလုံးကိုပေါင်းစုလိုက်မှသာသမိုင်းဆိုတဲ့ပုံရိပ်အပြည့်စုံကိုမြင်နိုင်မှာပါတယ်တဲ့သူ့ရဲ့အတွေးခေါ်ကိုလက်တွေ့ကြကြမြင်ကျင်တော့ဝတ္ထုထက်ကစစ်ခေါဆောင်နေအကူကိုရှင်းကြည့်လိုက်ရုံပဲတစ်ဖက်မှာငါပဲကန်ကြမှာငါပဲသမိုင်းဆိုပြီးမော့မာနေတဲ့နပိုလီယန်နောက်တစ်ဖက်မှာတော့အေယာအားလုံးကိုထိန်းချုပ်ဖို့မကြိုးစားပဲသမိုင်းရဲ့ရည်စည်းကြောင်းအကိုင်စိတ်ရှည်ရှည်နဲ့လိုက်ပါစီမျိုးသွားတဲ့ယူရှားပိုချုပ်ကြီးကူတူဇော့ဖ်ဒီနေရာရဲ့ကွာခြားချက်မှာပဲဒေါ်စထရိုင်းရဲ့သမိုင်းပေါ်အမြင်ကိုရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်ဇလန်းဆုံးမှာဘသူရဲ့နီလန်ကအလုပ်ဖြစ်သွားလဲဆိုတာကအဖြေပါပဲကဲစစ်မြေပြင်ရဲ့မြင်ကွင်းကြံကြီးနဲ့ခဏခေါ်လိုက်ကြအောင်အခုဝတ္ထုရဲ့ငြိမ်းချမ်းရေးဆိုတဲ့အပိုင်းဝတ္ထုရဲ့တကယ်အသေးနှလုံးစစ်တဲ့လူသားတွေရဲ့တကူရဲ့ဘဝဇက်လန်းတွေစီကိုဝင်ကြည့်ကြမယ်ဇက်ကောင်တွေကအများကြီးဆိုပေမဲ့ကျွန်တော်တို့အဓိကလိုက်ပါသွားရမှာကဒီ၃ယောက်ပါပဲဒီယောက်ကပြာကိုလုံးကိုပေါက်ကြည့်တယ်လို့နှလုံးသားကောင်းပြီးဘဝရဲ့အဓိပ္ပာယ်ကိုလိုက်ရှာနေတဲ့သူနောက်တစ်ယောက်ကအန်ဒရီညံကောင်းတယ်ရီမန်းချက်ကြီးတယ်ဒါပေမဲ့လောကကြီးကိုစစ်ကုံနေတဲ့သူနောက်ဆုံးတစ်ယောက်ကတော့နတ်တာရှာတက်ကြွပြီးချစ်စရာကောင်းတဲ့အချစ်ကိုရှာဖွေတွေ့ရှိသွားတဲ့မိန်းကလေးငယ်တစ်ယောက်ပေါ့သူတို့တယောက်ချင်းစီရဲ့ဘဝခီးကကျွန်တော်တို့ကိုယ်တိုင်ရဲ့ခီးလန်းနေနဲ့တနည်းမဟုတ်တနေ့ထပ်တူကြနေပါလိမ့်မယ်ဒီစကားလေးကဝတ္ထုတစ်ခုလုံးရဲ့အဓိကတော့ချက်တည်းထဲကတစ်ခုလို့ပြောလို့ရတယ်ပြပြောခဲ့လို့ပဲပျော်ရွှင်ခြင်းရင်အရင်ဆုံးပျော်ရွှင်မျိုးဆိုတာဖြစ်နိုင်တယ်လို့ယုံကြည်ရမယ်တဲ့စစ်ပွဲတွေမတေချာမှုတွေနဲ့ပြင်းနေတဲ့ကမ္ဘာကြီးထဲမှာတော့အဲ့ဒီယုံကြည်ချက်လေးတစ်ခုကပဲလူတွေကိုရှေ့ဆက်ဖို့တွန်းအားပေးနေရပါဟုတ်ပါတယ်ဒီဇလန်ကဒီဇက်ကောင်3ယောက်တည်းမဟုတ်ပါဘူးသူတို့နဲ့ဆက်ဆက်နေတဲ့မင်းဖြိုးမင်းနွယ်မိသားစုကြီး9စုရဲ့ဇလန်ပါဆိုတော့ထော်စထရိုင်းအတွက်ငင်းချမ်းရေးဆိုတာစစ်မရှိတာကိုပဲပြောတာမဟုတ်ဘူးအဲ့ဒါကလူတွေချစ်ကြတာအိမ်တောင်ပြူကြတာခလေးမွေးတာဆုံးရှုံးမှုတွေနဲ့ကြုံရတာဒီတော့နေ့စဉ်ဘဝရဲ့တီးစီအပြက်ပြက်လေးတွေအားလုံးနဲ့တိဆောက်ထားတဲ့လူဘဝရဲ့အနှစ်သာရအစစ်မှန်ကိုယ်တိုင်ပါပဲဟုတ်ပြီအခုဒေါ်စထရိုင်းရဲ့အကြီးကျယ်ဆုံးပါရမီကိုမြင်ရမယ့်နေရာကိုရောက်လာပါပြီ။အဲ့ဒါကတော့စစ်ဆိုတဲ့သမိုင်းအဖြစ်အပျက်ကြီးတွေနဲ့ငင်းချမ်းရေးဆိုတဲ့တကူရေဘဝလေးတွေကိုသူ့ဘယ်လိုမျိုးအံဝန်ခွင့်ချဖြစ်တော့ရက်လို့ပြထားတယ်လဲဆိုတာပါပဲ။မှန်ပါ။သူ့ရဲ့ချူးချုံမှုကအဲ့ဒီနှစ်ခုကိုဆက်ဆက်ပြနိုင်ခဲ့တာပဲ။ဒီဆောက်ကိုတကက်မော်ကွန်းတဆောင်ဖြစ်စီတဲ့အဓိကအချက်ကလည်းထားပါပဲ။ကြီးကျယ်ခန္ဓာရဲ့သမိုင်းနောက်ခံကြီးနဲ့လူတယောက်ချင်းစီရဲ့တင်းငယ်တဲ့အတွင်းစိတ်ခံစားချက်တွေကိုတသားတိချအောင်ဖောင်းဆက်ပြနိုင်ခဲ့တာပါ။သူ့ရဲ့နီလန်းကအယမ်းရှင်းပါတယ်ကင်မရာတစ်လုံးလိုပဲပေါ့ပထမဆုံးသူကဇူးမောက်လုပ်ပြီးဘိုရိုဒီနိုတိုက်ပွဲလိုတမိုင်းဝင်အဖြစ်အပျက်ကြီးတွေကိုပုံကြီးချဲ့ပြတယ်ပြီးရနဲ့ချက်ချင်းဇူးမှန်ပြန်ဆွဲပြီးအဲ့ဒီတိုက်ပွဲကြီးကဇက်ကောင်တယောက်ရဲ့ဘဝကိုသူ့ရဲ့စိတ်ခံစားချက်ကိုဘယ်လိုထိခိုက်ပြောင်းလဲသွားစီလဲဆိုတာကိုအနီးကပြတယ်အဲ့ဒီလိုအကျယ်နဲ့အချင်းကိုပေါင်းဆက်လိုက်တဲ့အခါမှာတော့တမိုင်းနဲ့လူဘဝဆိုတာတီးခြားစီမဟုတ်ပဲတစ်ခုနဲ့တစ်ခုဘယ်လိုဆက်ဆက်နေလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်လာရတာပါပဲကဲနောက်ဆုံးအနေနဲ့ဒီစောက်ကရေးခဲ့တာနှစ်တရာကျော်နေပြီ
ဒါပေမဲ့ဘာလို့ဒီနေ့ခေတ်အထိလူတွေရဲ့ဘဝနဲ့သက်ဆိုင်နေတော့ပဲလဲ။ဘာကြောင့်သူ့ကိုဘဝအချက်လက်ဆွဲစားအောင်လို့တောင်းတင်စားခေါ်ဝေါ်နေကြတယ်လဲဆိုတာကိုကြည့်ပြီးအဆုံးသတ်ကြရအောင် ပါလို့လဲဆိုတော့ဒီစာအုပ်ကတမိုင်းအကြောင်းပြောနေတာထက်အများကြီးပိုလို့ပါပဲ။ तू ကလူသားတိုင်းအိမ်ဆိုင်ရတဲ့ထာဝရမေခွန်းကြီးတွေကိုစူးစမ်းထားတာ။အာနာဆိုတာဘာလဲ။ကံကြမ္မာဆိုတာဘာလဲ။လူတစ်ယောက်မှာလွတ်လပ်စွာရွေးချယ်ပိုင်းခွင့်တကယ်ရှိရလား။အရေးကြီးဆုံးကဘဝရဲ့အတိတ်ဘက်ကိုဘယ်မှာရှာမလဲ။ဒီမေခွန်းရဲ့အဖြေကို तू ကလိုက်ရှာထားတာပါ။ နောက်ဆုံးမှာတော့ Tolstoy ကကျွန်တော်တို့ကိုအရေးကြီးတဲ့သတိပေးချက်တစ်ခုချန်ခဲ့ပါတယ်။အဲ့ဒါကတော့လူဘဝကိုစင်ကျင်တုံတရားတစ်ခုတည်းနဲ့အုပ်ချုပ်လို့ရတဲ့လူယုံကြည်လိုက်ရင်ဘဝရဲ့ဖြစ်နိုင်ခြေအလုံးပျက်စီးသွားလိမ့်မယ်တဲ့။ဆိုလိုတာကဘဝဆိုတာရှင်းလင်းတဲ့ formula တွေစီးမင်းနေတဲ့အတိုင်းတာလို့မရဘူး။ဒီခါတလေမှအရှုပ်ထွေးဆုံးအကျိုးအကြောင်းမညွတ်ညွတ်ဆုံးလို့ချင်ရတဲ့အခက်အတန်းလေးတွေမှာပဲဘဝရဲ့အလားတရားအစစ်မှန်ကိုတွေ့ရတတ်တယ်ဆိုတာပါပဲ။ ကဲဒီမိကုန်းလေးနဲ့ပဲအဆုံးသတ်လိုက်ချင်ပါတယ်တော်ဆွိုင်းပြောသလိုသမိုင်းဆိုတာမရေမသွက်နိုင်တဲ့တင်းရဲ့ရွေးချယ်မှုတွေရဲ့ရက်လက်ဆိုရင်အခုကျွန်တော်တို့နေထိုင်နေတဲ့ဒီနေ့ခေတ်ရဲ့ဇလန်ထဲမှာတော့ကျွန်တော်တို့တယောက်ချင်းစီကဘလို့အခန်းကဏ္ဍနဲ့ပါဝင်နေကြတာလဲကြတော့ဒီစာအုပ်ကြီးကိုဖတ်ပြီးသွားရင်တော့ကိုပြန်မေးပြီးစဉ်းစားနေရမယ်မိမတစ်ခုပါပဲ